နဲ့ကားနဲ့ချိန်မှာပြစ်မောင်စေးတကယ်ကောင်းတဲ့မောင်စေးပြီးွားနောက်မှာနောက်တဲ့အသင်းဖြစ်တဲ့ ABC တွေထပ်ပြီးတော့ရောက်လာခဲ့ပြီတက်တယ်ကိုထပ်ပြီးတော့အကောင်းဆုံးဖော်ဆောင်ပေးနိုင်မှာလား MG3 နဲ့ပဲကျွန်တော်တို့ body ထွက်ရင် body ပြစ်တယ်စေးကလောက် body ထွက်ရင် body ပြစ်တယ်စေးကလောက် my player ၄ယောက်လုံးကြီးကြီးပါအဲ့တော့ရောဝိုင်းကြီး3ပွဲဆော့ပြီး2ပွဲချစ်ကန်ဆိုရင်တော့ဒါတော်တော်လေးကို over performance open fee ဖြစ်နေခဲ့တဲ့ player လေးကိုတော့စမိုင်း hot shot ခေါင်းထဲကိုကြီးတွေဇက်တိုက်ထိုးသွင်းထိုင်းနေပဲချစ်ကန်တင်တာကိုတော့အကောင်းဆုံးဖော်ဆောင်သွားခဲ့တာဖြစ်ပါတယ်ဟိကိုင်းသွားပြီအတင်းက3သိန်းပဲကြံတယ် okay ကောင်းလိုက်တဲ့ grenade haters နော်ဝါခဲ့ပြီစေးကလောက် okay အရေးကြိုရင်မောင်ဆေးရှိတယ်ဆိုတာလည်းမေ့လို့မရဘူးနော် Romeo ဘွိုင်းရှိတယ်မောင်ဆေးရှိတယ်တကယ်ကောင်းတဲ့စေးကလောက်ဒီဘက်တဲ့ movement လေးတွေကတော့ဒါ winner ချစ်ကန်တင်တာကိုတော့ဥတီနေခဲ့ပြီလားအဲချင်း noty လေး over တာပါဦးဘာလို့နေရဘာရှာနေရလဲဘာလဲရောက်ငါဒီမှာရောက်စေးကလောက်နာမည်ပါမေးပြီးရိုက်စမ်းကွာညီလေးဘာရှာနေရလဲမေးနာမည်ပါမေးပြီးရိုက်ရှာဖွေလေးတွေ့ရှိလေအီမန်နော်အီမန်တော့ချီးမှန်တော့မလားဝါညီစေးကလောက်တောက်ချောက်ပဲထောက်ထားတယ်မာနပွိုင်းABC player တယောက်ကိုတော့ grenade တစ်လုံးနဲ့ပဲဖြည့်ရှင်းပေးရတယ်။ကွန်ပေါင်းထဲမှာ hold နေခဲ့တဲ့ကျွန်တော်တို့ ABC 0နောက်ထပ် player တယောက်ရှိနေခဲ့နောက်မှာတော့တယောက်ကိုတော့နော်ပြီးွား0 smoke တွေခင်းတိုင်းနေပဲသူ့ရဲ့ teammate player ကိုပြေးကဲဖို့စူးစမ်းနေရတာ first aid အရင်ထိုးနေတာပါတဲ့ကျေးဇူးတင်တဲ့စေးကလောက်ကျွန်တော်စောပိုင်းကာလာမှာပြောခဲ့သလိုပဲဘာရှာနေရလဲညီလေးဆိုနာမည်မေးပြီးတော့ပဲ email ကိုရိုက်ထိုင်းနေပဲအဆုံးသတ်ပေးချက်တွေအောက်မှာပဲNGC အသေးပြောက်ကွယ်သွားခဲ့တယ်လို့လက်ရှိမှာတော့ ABC YG last ပတ်တဲ့အနေထားမှာတော့ ABC အနေနဲ့ last one man player တယောက်ပဲကြံတဲ့နောက်မှာတော့ YG player အနေနဲ့ possession တွေကိုတော့လိုက်ပြီးတော့စကောက်နေအတွင်းမှာပဲစေးကလောက်ပဲအဝေးရတယ်လှမ်းပြီးတော့အဆုံးသတ်ပေးချက်တွေအောက်မှာပဲ winner ချေခဲ့တင်တာကို9ဝဲကစား Terra Esport ရဲ့ရှိတဲ့ဘက်ကိုတော့အရင်ဦးဆုံးပဲအပြက်ဖြတ်ဖို့တော့ကြိုးစားတယ်စမိုင်းတကယ်ကောင်းတဲ့ grind တကယ်တီးကြနေတဲ့အဆုံးသတ်နှိပ်ပစ်ချက်တွေအောက်မှာပဲ Terra Esport တွေပျောက်ကွယ်သွားခဲ့ပြီဒီချိန်မှာတော့ချက်ချင်းဆိုသလိုပဲနောက်ထပ်မြန်မာအသင်းတစ်သင်းဖြစ်တဲ့ Snooker Esport တွေရှိတဲ့ဘက်ကိုတော့ချက်ချင်းပဲကျွန်တော်တို့ဥတီသွားခဲ့ပြီနော်ဝါခဲ့တဲ့မြောင်ကိုတော့တခါတည်းအမ်မေးထားခဲ့သလိုမာနဲ့ point ကိုလည်းဒီဘက်ထဲမှာပြန်ပြီးတော့ဒါနော့ကန်ထားရတယ်ဗျအဲ့တော့ player 3ယောက်တော့ကြံတယ်3v3 ဘတ်တယ်ဗျအဲ့တော့ဒီချိန်မှာတော့ Snooker Esport တွေတိုးမလာခဲ့ဘူးဆိုရင်တော့နော်သွားခဲ့တဲ့မာနဲ့ကိုပြန်ပြီးတော့ survive လုံနိုင်ခဲ့မယ်ဆိုရင်တော့ဒါ 4v3 battle ဆိုင်မယ်ဆိုရင်တော့ဒါ Snooker Esport ရဲ့အတွက်ကတော့ဒါကန်ဆိုးသွားပြီလို့တော့ပြောရမယ်ဗျာနော် 4v3 ကတော့တိတ်ပြီးတော့ဖြစ်တော့မဖြစ်နိုင်တော့ဘူးသို့တော်ညာလည်းဘာမှမဖြစ်သွားနိုင်တဲ့ PUBG ကိုရင်မြန်မာအသင်းကိုလည်းဒါ short တွက်လို့တော့မရဘူး okay စေးကလောက် AG နဲ့ပဲလှပလေးစုံသက်ပေးထားတယ်ဗျာတခါတည်းပါအန်ထားတယ် 4v2 တော့ဖြစ်သွားပြီ winner chicken dinner ကိုတော့ဒါရောင် Galactico YG ကျွန်တော်အစောပိုင်းကာလမှာပြောကြားခဲ့သလိုပဲစိတ်ခံစားမှုတွေကောင်းနေခဲ့ပြီလို့တငယ်ချင်းကိုပြောခဲ့တယ်တငယ်ချင်းတို့ကျွန်တော်ပြောခဲ့ဟဲ့လားနော်ကွဲစီကြီးပြောပြီဟဲ့လားကွဲစီကြီးပြောရင်တကယ်ဖြစ်ပြီနော်ကဲချစ်ကက်တင်တာလေးဗျာနော်โอเคနော်တကယ်ကောင်းတဲ့အဆုံးသက်ပစ်ချက်တွေမှာတက်ဝေးနော်ကြီးကြီးပါ very nice ကဲမြန်မာလန်လေးလွှင့်မေးပါအောင်ခင်ဗျာနော်